ဒီနေ့မနေ့အိယာနိုးတော့ဂိုင်းထဲမှာဘယ်သူမှမရှိတော့ပဲအကုန်လုံးပျောက်ချင်းမလားပျောက်ကွယ်နေတာကိုတွေ့လိုက်ရတယ်ဝမ်းနဲ့ပူဆွေးဖို့အတွက်သူညတသမသူညတစ်စက္ကန့်လောက်ပဲအချိန်ပေးပြီးတာနဲ့ကျွန်တော်မစ်ရှင်ခန်းမှာစီတန်းပြီးတော့တာပဲပြီးတော့ကိုယ့်အကောင့်တွေကိုအမှတ်ပေါင်း1ဘီလီယံလောက်ထည့်လိုက်တယ်အဲ့ဒီနောက်မှာတော့ဂိုင်းထဲမှာရှိတဲ့ယတနာနဲ့အရင်မြင့်မှန်သမျှကိုအကုန်သိမ်းကျုံယူလိုက်တာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့လှုပ်ရှားမှုတိုင်းကိုဂိုင်းကအကြီးအကဲတွေစောင့်ကြည့်နေမှကျွန်တော်လုံးဝမရိပ်မိခဲ့ဘူးဒါကတော့လွန်လာပြီးငါတို့အဝေးရောက်နေတော့ဂိုင်းကိုလူရက်ဖို့ဒီကောင်လေးကဘလို့တောင်တက်တိမျိုးရှိရတာလဲသူမှအဆက်ကြောက်ဆိုတာလုံးဝမရှိဘူးလားဒီကလေးကဘသူလဲပြီးတော့သူကဘာလို့ငါတို့နဲ့အတူနျူကလစ်နယ်မြေတွေကိုပါမလာတာလဲဂိုင်းချုပ်ကြီးကိုတင်ပြခွင့်ပြုပါသူ့နာမည်ကလင်းဖန်ပါသူကလွန်ခဲ့တဲ့6လကမှနယ်နိမိတ်မဲ့တောင်တန်းတွေစီကနေရောက်လာတာပါသူ့ရဲ့မစုံမနစ်တဲ့စိတ်သက်ပြင်းထန်မှုကိုမြင်လို့ကျွန်တော်ဂိုင်းနဲ့ခေါ်သွင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့6လကြာတဲ့အထိသူကခန္ဓာကိုယ်တန့်စင်ခြင်းအဆင့်ကိုတော့မရောက်သေးပါဘူးအပြင်စီးတစ်ပဲအဆင့်တောင်တရားဝင်မဖြစ်သေးပါဘူးခင်ဗျာဟုတ်မစုံမနစ်တဲ့စိတ်သက်ဟုတ်လားသူကအခွင့်အရေးသမားတောက်ကောင်လေးတယောက်မို့လို့အခုလိုရုန်းကန်နေတာအခုသာသူငါရှိမှရှိနေရင်ငါရိုက်တက်ပြစ်လိုက်တာကြပြီ6လတောင်ကြာတာကိုခန္ဓာကိုယ်တန့်စင်ခြင်းအဆင့်တောင်မရှိဘူးလေလားသူ့ပါရမီကတော့အမိုက်တက်ပဲတော့ကြတော့ငါတို့ဒီကနေဘာမှလုပ်လို့မရသေးဘူးဒါပေမဲ့ငါတို့အပြင်ပြန်ရောက်တာနဲ့သူ့ကိုပြင်းပြင်းထန်ထန်ဖြစ်ပေးရမယ်ဟုတ်နျူကလစ်နယ်မြေကတခါမှအမှားရွေးမရှိခဲ့ဘူးပါဘူးဒီတစ်ခေါက်ဘာတွေလွဲချော်သွားလဲမသိပေမဲ့ထွက်ပေါက်ကာတာတွေကလုံးဝအလုံးမလုပ်တော့ဘူးညီနောင်တို့ဒီနယ်မြေကနှစ်ပေါင်းများစွာတည်ရှိလာခဲ့တာပါရာစုနှစ်အလိုက်တိစောက်ပုံဖွဲ့စည်းမှုကခင်းနာအကွယ်ကြောင့်နည်းနည်းလေးမတည်မငြိမ်ဖြစ်သွားတာလည်းဖြစ်နိုင်ပါတယ်အကြီးအကဲတွေပြုပြင်ပေးမယ့်အချိန်ကိုပဲငါတို့ဆောင်ယူပါပဲစနစ်ရဲ့အဆိုအရနောက်ရက်ပေါင်းတူညနှစ်လေးရက်အတွင်းမှာဒီကဘာပေါ်ကိုကပ်ပေးကြီးတစ်ခုဆက်ရောက်လာတော့မယ် Heavenly Software အဆင့်ရှိတဲ့သူတွေပဲအသက်ရှင်လွတ်မြောက်ဖို့အခွင့်အရေးရှိလိမ့်မယ်ငါကြင်ကြံခြင်းလုပ်ငန်းစဉ်ကိုအမြန်ဆုံးအရှိန်မြင့်မှဖြစ်မယ်ခိုင်းကလူတွေကဒီသတင်းကိုကြိုကြားလို့စောစောစီးစီးထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ရမယ်တော့တကယ်လူကြောက်တွေပဲထွက်ပြေးမယ်ဆိုလဲငါ့ကိုပါတခါလေးခေါ်သွားကြရမှာပေါ့ဒီကျန်းစာကူပေးမှန်တို့ရောက်ရှိကြောင်းမှတ်တမ်းတင်ခြင်းအောင်မြင်ပါသည်ဆုလက်အနေဖြင့်ကြင်ကြံခြင်းပါရမီကိုအစပေါင်း30တူညမြင့်တင်ပေးလိုက်သည်ဒီမှတ်ချက်အသစ်ညီတိကျင့်စဉ်ကိုမဆိုတက်မြောက်အောင်ကြင်ကြံပါခန္ဓာကိုယ်တန့်စင်ခြင်းအဆင့်တို့ရောက်ရှိပါကကြင်စင်ကျွမ်းကျင်မှုကူပုံကိုဆုလက်ဖြစ်ရရှိမည်ဖြစ်ပါသည်ခန္ဓာကိုယ်တန့်စင်ခြင်းအဆင့်ကြီးငါလာပြီဟဲ့ဒီကောင်လေးကဘာတွေအဲ့ဒီလောက်တောင်စိတ်လှုပ်ရှားနေတာလဲကျန်းစာကူပေးမှန်တဲ့ကိုဝင်ဖို့ကလွယ်ကူတယ်လို့သူထင်နေရလားဒီတကိုးလေးရဲ့ပါရမီကတာမန်ကရှန်ကပဲရှိတာပြောရရင်တော့ရင်နာစရာကောင်းတော့အောင်ညက်ချင်းလုံးပါလေသူပထမထပ်ကိုဖျက်ကျော်ဖို့တော့တော်တော်လေးရုန်းကန်ရလိမ့်မယ်စီနီယာရန်ကတခါကပြောခုတယ်ခန္ဓာကိုယ်တန့်စင်ခြင်းကအရာအလုံးရဲ့အုံမြစ်ပဲမင်းရွေးချယ်တဲ့ကျင့်စဉ်ကအရန်ရေးကြည့်တဲ့အခုဆိုငါရဲ့ပါရမီကအစပေါင်း30တူညတောင်မြင့်တက်သွားပြီဆိုတော့ငါအကောင်းဆုံးကျင့်စဉ်ကိုပဲရွေးချယ်ရမှာပေါ့သူဘာလုပ်နေတာလဲဒုတိယထပ်ကိုတက်ဖို့တကယ်ကြီးစူးစမ်းနေတာလားဂိုင်းရဲ့ရမတ်တွေကိုခိုးယူလို့နေမှာကပဲအခုတော့အစင်းကျင့်စဉ်တွေကိုပါမျက်စိကျနေပြီပေါ့လေအတော်ကိုလောဘကြီးတဲ့ကောင်ပဲသူ့ကိုလစ်လျူရှုထားလိုက်စမ်းပါဒုတိယထပ်ကိုတက်မဲ့ဖေးကားထစ်တွေကသူဘယ်တော့မှဖျက်ကျော်နိုင်မှာမဟုတ်တဲ့အတားဆီးတွေပဲဟုတ်တယ်သူအဲ့ဒီထပ်ကိုပြီးမြင့်မြင့်မာမာတက်နိုင်စရာအကြောင်းလုံးဝမရှိဘူးခင်အခြေအနေတွေရှုပ်ထွေးကုန်ပြီးသူကစက်တက်နေတော့မဲ့လားသူကျန်းစာကူပေးမှန်ရဲ့စီးမြင့်တွေကိုမသိတာလားဒါမှမဟုတ်ကိုယုံကြည်မှုလွန်ခဲ့ပြီးယူသွနေတာလားလူတိုင်းစဝေးစဝါဖြစ်နေကြတော့မှာပဲလင်းဖန်ကခြေလန်းအကျယ်ကြီးတလန်းလှမ်းလိုက်ပြီးမျက်တောင်တစ်ခတ်တွင်းမှတင်တတိယထပ်ကိုရောက်ရှိသွားခဲ့ပါတယ်အင်းအခုမှပဲစိတ်ဝင်စားဖို့ကောင်းလာပြီးတကယ်လို့သူ့မှာပါရမီတာအမှန်တကယ်ရှိနေမယ်ဆိုရင်ငါတို့သူ့ကိုတေတံကနေကင်းလို့ခွင့်ပေးပြီးနည်းနည်းပါးပါးဆုံးမယုံတင်ဆုံးမလို့ရတယ်ပြီးမှပဲသူ့ကိုတေချာလေးပြုစုပြောင်းထောင်ပေးကြတာပေါ့ဒါပေမဲ့လင်းဖန်ကအဲ့ဒီနားမှာတင်ရက်မနေခဲ့ပါဘူးသူကစက်တိုက်ဆိုသလိုအရှိန်ဟုန်နဲ့တက်လန်းနေခဲ့ပြီးမျက်စိတမိတ်တွင်းမှာပဲစတုထထက်ကိုပါရောက်သွားခဲ့ပြန်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့လူတိုင်းရဲ့မျက်နှာတွေဟာလုံးဝတည်တဲ့အေးဆက်သွားကြပါတယ်။ဂိုင်းရဲ့အမာခံတပည့်တွေထဲကအများစုဟာစတုထထက်ထိပဲတက်နိုင်ကြတာမို့လို့သူတို့အချင်းချင်းတောင်ဒီလိုစကားဆိုလာကြပါပြီ။ဟုတ်။တာမန်ကောင်တယောက်စတုထထက်ရောက်သွားရုံနဲ့တင်လမ်းဖြတ်နေကြတဲ့အတုံးမကျတဲ့ကောင်တွေငါတို့လိုထိပ်သီးတပည့်တွေကပစ္စမထက်ဒါမှမဟုတ်စထမထက်ထိတက်နိုင်တဲ့အရေးချင်းရှိပြီးသားလင်းဖန်ဘလောက်ပဲစူးစမ်းဒီထက်ကိုတော့ဘယ်တော့မှဖြစ်ကြုံနိုင်မှာမဟုတ်ဘူး။သူပစ္စမထက်ကိုရောက်သွားပြီ။ဘာကြီးလဲ။သူ့ရဲ့စွမ်းအားဟာအကြီးအကဲတွေနဲ့ရှင်ရင်ဘာမှမဟုတ်သေးပေမဲ့သူတို့တွေတေချာစိုက်ကြည့်နေကြတော့မှပဲလင်းဖန်ဟာစထမထက်စီကိုခြေချလိုက်ပြီးဖြစ်ပါတယ်။စထမထက်ဟုတ်လားဒါကမဖြစ်နိုင်တာညီနောင်ကျန်းဒီကျန်းစာကူပေးမှန်ရဲ့လုံခြုံရေးစနစ်ကလည်းပျက်စီးသွားတာလားမဖြစ်နိုင်တာဒီကူပေးမှန်ကိုဂိုင်းတီထောင်သူအရှင်မြတ်ကိုယ်တိုင်တိစောက်ခဲ့တာဗျနျူကလစ်နယ်မြေလိုမျိုးချိုးဖောက်ခံရတာမျိုးလုံးဝမရှိဘူးဒီကစီးမြင့်ဥပဒေတွေကဒီတိုင်းကြီးတော့ပြက်ကွက်သွားစရာအကြောင်းမရှိဘူးဒါဆိုရင်လင်းဖန်စထမထက်ကိုရောက်သွားတာကိုခင်ဗျားဘယ်လိုရှင်းပြမလဲကျန်းကုန်းမင်းလည်းအဖြစ်မရှိပဲဝေခွဲမရဖြစ်နေခဲ့ပေမဲ့ဂိုင်းချုပ်ကြီးကတော့အဲ့ဒီအပေါ်မှာစိတ်ကူမနေခဲ့ပါဘူးသူ့ရဲ့ရန်လိုမုန်းတီးမှုတွေဟာချက်ချင်းယူပစ်တယ်လို့ပြောက်ကွယ်သွားပြီးအဲ့ဒီအစားကောင်လေးရဲ့ပါရမီအပေါ်အံ့ဩချီးကျူးတဲ့စိတ်တွေပဲအစားထိုးဝင်ရောက်လာခဲ့ပါတယ်အခုလိုပါရမီမျိုးနဲ့ဆိုရင်ငါတို့သာတေချာလမ်းညွှန်ပေးနိုင်ရင်သူ့ရဲ့အနာဂတ်ကအကန့်အသတ်မရှိတောက်ကလာမှာပဲဂိုင်းရဲ့အရင်းမြစ်တွေကိုယူသွားတဲ့ကိစ္စကလည်းဂိုင်းသားတွေကရုတ်တရက်ကြီးပြောက်ကွယ်သွားကြတာဆိုတော့အရာအလုံးကပိုင်ရှင်မဲ့ဖြစ်ကြံခဲ့တာလေသူ့အတွက်သူယူထားမိတာကလည်းတဘာဝကြပါတယ်လို့တွေးတောနေပါတော့တယ်မှန်တာပေါ့ငါရဲ့ညီနောင်ကြီးကဲတွေကအမြဲတမ်းအလုပ်ရှုပ်နေကြတာလေငါတို့တွေဒီကနေလွတ်မြောက်တာနဲ့တပြိုင်နက်ငါကိုယ်တိုင်ပဲရှေ့ထွက်ပြီးလင်းဖန်ကိုငါရဲ့တူးတဲ့တော့တပည့်ရင်အဖြစ်မွေးစားမယ်ဘာကြီးလဲလင်းဖန်တော့ကန်ထူးပြီပေါ့အောက်ခြေအလုပ်တင်ဘဝကနေတောင်ကလပ်တစ်ခုရဲ့ဂိုင်းချုပ်အဆင့်ရှိသူရဲ့တပည့်ရင်ဖြစ်ခွင့်ရတော့မှလေဒါကတကယ်ကိုအမြင့်ပြန်ရတူးတူးတာပဲတပည့်တွေအားလုံးမနာလို့ဖြစ်နေကြချိန်မှာအခြားကြီးကဲတွေကတော့ကဲရဲ့ရှုံးချတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြပါတယ်ဒီအဖိုးကြီးကတော့အတော်ကိုအရှက်မရှိတာပဲစောစောကမှအကျယ်လောင်ဆုံးပွားစီပြောပြီးကန့်ကွက်နေတဲ့သူကအခုကြမှာမျက်နှာပြောင်တိုက်ပြီးစိတ်ပြောင်းတာမြန်လာကြည်လားအော်နှလုံးနာဖို့ကောင်းလိုက်တာညီနောင်ရွှေမင်းကနေတိုင်းတပည့်တွေအများကြီးကိုတင်ပေးနေရတာလေအမာခံတပည့်တွေကိုတီးတန့်တင်တန်းပေးနေရတာတွေကိုတော့ထက်တောင်မပြောတော့ဘူးမင်းဒီနှစ်တွေထဲမှာအတော်လေးရုန်းကန်ပေးမှန်းခဲ့ပြီးအခုလည်းမင်းရဲ့ပကံတွေကိုထပ်ဖြစ်အောင်မလို့လားဒါကငါတို့တွေကိုအတုံးမကျသလိုမြင်အောင်လုပ်နေတာပဲဒါကြောင့်လင်းဖန်ကိုတပည့်ဆရာဖြစ်တတ်မှတ်မဲ့ကိစ္စကိုငါလုံးဝခွင့်မပြုနိုင်ဘူးညီနောင်ချမ်းမင်းရဲ့ချမ်းကုန်းတောင်ကလက္ခကလည်းအလုပ်တွေနဲ့ပြီးနေတာပဲမဟုတ်လားအခုလင်းဖန်ကိုပါထပ်ခေါ်မယ်ဆိုတာကမင်းအလုပ်လုပ်ရင်တည်သွားတာကိုငါ့ကိုထိုင်ကြည့်ခိုင်းနေတယ်လို့ပဲမင်းတို့နှစ်ယောက်ကအတိတ်ပဲမရှိတာတွေနဲ့ရန်ဖြစ်နေကြတာပဲဘာလို့ဒီလိုလူနေကြတာလဲစီနီယာအမယူပြောတာပဲရုပ်တိရှိတယ်သူမကအချိန်မီပဲအဲ့ဒီအဖိုးကြီးနှစ်ယောက်ကိုတားလိုက်နိုင်တယ်မဟုတ်ရင်တပည့်တွေရှိမှတိတ်ခါကြစရာကြီးဖြစ်တော့မယ်ဒါနဲ့လင်းဖန်ကိုငါရဲ့ဟစ်တံမလိတ်တောင်ကလပ်စီပဲဘာလို့မလွတ်ရမှာလဲငါလည်းတပည့်ရင်အစ်တယောက်ရှာနေတာနဲ့အတော်ပဲပေါ့ဘာကြီးလဲစီနီယာမရှိဘူးကျွန်တော်ကပဲခင်ဗျားကိုအမြင်မှန်ရတယ်ဆိုပြီးအခုတင်ချီကျူလိုက်ကရှိသေးတယ်အခုကျတော့ခင်ဗျားပါဒီလူပွဲထဲဝင်ပါလာပြီပေါ့လေအကြီးကဲလူတောင်စိတ်ဝင်စားနေပြီလေလားဖះကြီး
hit template တောင်ကလပ်ဆိုတာတကိုင်းလုံးမှာတိုက်ခိုက်ရေးအတန်ဆုံးနဲ့အင်အားကြီးဆုံးတောင်ကလပ်လေးဗဟိုကျောင်းတော်ကြီးတစ်ခုလုံးမှာအဲ့ဒီနာမည်ကိုမသိတဲ့သူမရှိဘူးသူတို့တပည့်တွေဆိုရင်ဘယ်နေရာသွားကောင်းမောရင်ကော်ပြီးသွားနိုင်ကြတာအထူးသဖြင့်ဂိုင်းချုပ်ရဲ့တပည့်ရင်ဆိုရင်ပိုတောင်ခံကြသည်အခြားသူတွေမနာလို့ဖြစ်ပြီးမျက်စိစိမ့်နေကြချိန်မှာစက်ထမထက်ကကျန်းစာအုပ်တော်များများကိုဖတ်ရှုပြီးသွားတဲ့လင်းဖန်ကတော့နောက်ဆုံးမှလှုပ်ရှားလာခဲ့ပါတယ်သူကအရင်ဆုံးခေါင်းခါလိုက်ပြီးအဲ့ဒီနေရာကကျင့်စဉ်တွေကိုအားမရဘူးဆိုတာသိတာစေခဲ့တယ်အဲ့ဒီနောက်မှာတော့သူကတက်တမထက်ကိုတက်မဲ့လေကားထစ်တွေကိုလှမ်းကြည့်လိုက်ပြီးအပေါ်ကိုဆက်တက်သွားပါတော့အဲ့ဒီမြင်ကွင်းကြောင့် nucleus နယ်မြေတစ်ခုလုံးဘောင်းပန်းလန်အောင်ရုံရင်းဆန်ခတ်ဖြစ်သွားခဲ့ပါပြီဒီကောင်လေးကတက်တမထက်ကိုတကယ်ကြီးတက်ဖို့စူးစမ်းနေတာလားဒါကလင်းဖန်အတွက်ကျန်းစာကူပေးမှန်ကိုပထမဆုံးအကြိမ်လာဘူးတာလေသူကသူ့ရဲ့အတိုင်းအဆကိုစမ်းသက်ကြည့်ုံတက်နေမှာပါတက်တမထက်ကိုတက်မဲ့လေကားထစ်တွေရဲ့ပြင်းထန်တဲ့ဖိအားကိုခံစားလိုက်ရတာနဲ့သူချက်ချင်းနောက်ဆုတ်သွားမှသိချပါတယ်အတိအကျပဲငါတို့ဂိုင်းချုပ်ကြီးရဲ့ကြင်ကြံခြင်းခန္ဓာကိုယ်နဲ့စီနီယာအမလူရဲ့တန့်စင်တဲ့ဓာတ်အင်အားစုခန္ဓာကိုယ်ရှိလို့သာစက်ထမထက်ကိုရောက်နိုင်ခဲ့တာလင်းဖန်ကတာမန်လူသားတစ်ယောက်တက်ပဲစက်ထမထက်အထိရောက်လာတာကအံ့ဖွယ်မှုတစ်ခုပဲလေသူအခုအကန့်အသတ်ကိုရောက်သွားပြီလင်းဖန်ကလေကားရဲ့တဝက်လောက်ကိုရောက်နေပါပြီငါသာမှတ်မယ်ဆိုရင်သူအခုအချိန်မှာမနှဲတောက်ခံထားရတာနေမှာပါနောက်ထပ်ခြေတလန်းထလန်းဖို့တော့မဖြစ်နိုင်တော့ပါဘူးအကြီးအကဲတွေခန့်မှန်းထားကြတဲ့အတိုင်းပဲလင်းဖန်ဟာအသက်ကိုပြင်းပြင်းထန်ထန်စပြီးရှူရှိုက်လာရပါပြီဒီလေကားတွေကိုဘယ်သူကများဒီလိုပုံစံတိစောက်ထားတာလဲတစ်ထက်ကိုလေကားထစ်20နဲ့နားနေတဲ့နေရာက3နေရာလောက်ရှိတယ်နောက်တစ်ထပ်ရောက်ဖို့တင်ခြေလန်း80တောင်လန်းရမှာလားဟာတာလုံးနေတာကြာနေတာပဲပွားစီနဲ့ပြစ်တောက်ပြောနေပေမဲ့လေလင်းဖန်ကခဏလောက်ပဲနားပြီးအပေါ်ကိုဆက်တက်ဖို့အင်အားစိုက်ထုတ်လိုက်ပါတယ်သူခြေတလန်းလန်းလိုက်တယ်ဘလို့အတားစီးမျိုးမှမရှိဘဲနဲ့တင်နောက်ထပ်နားနေတဲ့နေရာကိုတဟုန်ထိုးရောက်သွားခဲ့ပြန်ပါတယ်အခုဆိုရင်တက်တမထက်ကိုရောက်ဖို့လေကားထစ်20ပဲလိုပါတော့တယ်သူ့ရဲ့အေးလူလူတက်လန်းနေမှုဟာအကြီးအကဲတွေကိုလုံးဝဆုံးသွားစေမှန်သူကိုယ်တိုင်လည်းမရိပ်မိခဲ့ပါဘူးလင်းဖန်ကငါတို့ထင်ထားတာထက်ပိုပြီးကြန့်ခိုင်တာပဲဒါပေမဲ့တက်တမထက်ဆိုတာကတော့သူဘလို့မှလက်လန်းမိနိုင်မဲ့နေရာမဟုတ်သေးပါဘူးငါတို့ဂိုင်းရဲ့တမိုင်းတစ်လျှောက်မှာဒီလိုမျိုးတစ်ခါမှမရှိခဲ့ဘူးငါအထင်တော့သူ့ရဲ့ခန္ဓာကိုယ်ကအဆုံးစွန်ထိပျက်စီးလူနီးပါးဖြစ်နေလောက်ပြီးသူ့ရဲ့အယိုးတွေအပြင်းထန်တန်းပြီးနေုံတင်မကပဲကိုရင်းကလီစားပြီးပါဝေဒနာခံစားနေရလောက်ပြီးအဲ့ဒါကတေချာပေါက်ညီနောင်ရှိပြောတာကွက်တီပဲဒီကောင်လေးကတော့အကန့်အသတ်ကိုရောက်သွားပြီအကြီးအကဲတွေငင်းခုန်နေကြတော့မှပဲအမကန်တပည့်တူကလင်းဖန်ပြန်လှုပ်ရှားနေပြီလို့တီးတိုးရေးရွတ်လိုက်ပါတယ်အကြီးအကဲများဘာကြီးလဲဒါကမဖြစ်နိုင်တာလင်းဖန်ကတက်တမထက်ကိုတကယ်ကြီးလမ်းလျှောက်ဝင်သွားပြီဟာအန်အောစရာကောင်းလိုက်တာတာမန်လူသားတယောက်ကတက်တမထက်ကိုရောက်သွားတယ်ဒါကတမိုင်းဝင်အခိုက်အတန့်ပဲဗျာဘဏ္ဍဝင်ပါရမီရှင်တယောက်ငါတို့ဂိုင်းထဲကိုရောက်လာပြီးသူကထိပ်ပြီးအမခံတပည့်10ယောက်စီးရင်နဲ့ဝင်ရမယ်သူပဲညီနောင်တို့အချင်းချင်းရန်ဖြစ်မနေကြနဲ့တော့ငါတို့ဒီကပ်ပေးကနေလွတ်မြောက်တာနဲ့လင်းဖန်ကငါရဲ့တူးလေးတော့တပည့်ရင်ဖြစ်လာစေရမယ်ငါကိုယ်တိုင်သူ့ကိုပညာသင်ပေးမယ်ဘာကြီးလဲဂိုင်းချုပ်ကြီးကျေးဇူးပြုပြီးတေချာလေးပြန်စဉ်းစားပါဦးဂိုင်းချုပ်တယောက်ကတပည့်ရင်မွေးစားတယ်ဆိုတာမျိုးတစ်ခါမှမကြားဘူးပါဘူးတကယ်လို့ခင်ဗျားကအခုလိုစံနမူနာတစ်လုပ်လိုက်မယ်ဆိုရင်ဟိုလီဆန်ကဘယ်လိုထင်သွားမလဲအတိအကျပဲအဲ့ဒါအတွက်စိုးရိမ်နေစရာမလိုပါဘူးငါလင်းဖန်ကိုငါတပည့်အဖြစ်တတ်မှတ်ပြီးတာနဲ့ဂိုင်းချုပ်ရာထူးကိုစီနီယာအမလူစီချက်ချင်းလွှဲပြောင်းပေးလိုက်မှာပေါ့နေပါဦးမင်းတို့ကြားလိုက်ကြလားဂိုင်းချုပ်ကြီးကပါလင်းဖန်ကိုတပည့်ဖြစ်လို့ချင်နေတာတဲ့ဘာကြီးလဲဒါဆိုရင်ဟိုလီဆန်ကဘယ်လိုလုပ်မလဲငါကြားတာတော့အဲ့ဒီသတင်းကိုကြားချင်းပဲဟိုလီဆန်တယောက်တတိလေးမေးလဲသွားတယ်တဲ့ကြည့်လိုက်ဦးလင်းဖန်ကကျင့်စဉ်တစ်ခုကိုရွေးချယ်နေပြီးအဲ့ဒါကအဆင့်မြင့်ကဘာမြေအဆင့်ကျင့်စဉ်တစ်ခုဖြစ်တဲ့လက်စာ formless art ပဲဖြစ်ပါတယ်ဟူ heavenly soft ရင်အဆင့်ထိရောက်ဖို့ဆိုရင်ဒီကျင့်စဉ်တွေကမလုံလောက်သေးဘူးငါမျက်စိမားတာမဟုတ်ဘူးလို့ပဲပြောပြကြပါဦးလင်းဖန်ကအထမထက်ကိုရောက်နေပြီဖျားကြီးငါတို့ဂိုင်းရဲ့ဟိုလီဆန်နဲ့ဟိုလီဒေါ်တာတောင်မှအထမထက်ထိပဲရောက်ဖူးတာလေလင်းဖန်မဟုတ်သေးပါဘူးအကိုကြီးလင်းသူကလူကောဟုတ်ရဲ့လားအထမထက်ကိုဘလို့တောင်တက်နိုင်ရတာလဲတကယ်လို့ဂိုင်းချုပ်ကြီးကသာသူ့ကိုတပည့်ရင်ဖြစ်တကယ်ခေါ်လိုက်ရင်ငါကဘယ်နာသွားနေရမှာလဲမဖြစ်နိုင်တာသူ့မှာပါရမီရှိရင်ရှိလိမ့်မယ်ဒါပေမဲ့အထမထက်ရောက်ရုံနဲ့တင်ငါအဆင့်လောက်ပဲရှိသေးတာပါသူကကြင်ကြံခြင်းကိုတော့မဆရသေးဘူးလေကောင်းကင်အဆင့်ကျင့်စဉ်အတွက်သူကငါနဲ့ဘလို့လှုပ်ရှင်ပြန်နိုင်မှာလဲအစင်းချင်းကျင့်စဉ်တွေဆိုတာရှုပ်ထွေးရုံတင်မကဘူးအဲ့ဒီကျင့်စဉ်တွေကိုတီထွင်ခဲ့တဲ့သူတွေရဲ့စိတ်ဆန္ဒတွေကိန်းအောင်နေတာကျင့်စဉ်တွေကသူတို့ရဲ့တခင်ကိုသူတို့ဘာသာပြန်ရွေးချယ်ကြတာမျိုး Imperial Dragon Art မင်းကတကယ်ကိုတောက်ပနေတာပဲဒါပေမဲ့စိတ်ဝိညာဉ်ကျင့်စဉ်တွေကိုငါစိတ်မဝင်စားတာစိတ်မကောင်းစရာပဲဟုတ်အောက်တန်းစားကောင်အမြင်မရှိလိုက်တာသူက Imperial Dragon ကျင့်စဉ်ကိုတော့အထင်သေးနေသေးတယ်ပေါ်ထားပါတော့မင်းဘလို့အမိုက်ကျင့်စဉ်မျိုးနဲ့လမ်းဆုံးမလဲဆိုတာငါတို့စောင့်ကြည့်ကြတာပေါ်နေပါဦးသူကကိုထက်မြောက်ကိုပါထက်တက်ဖို့ကြိုးစားနေတာလားဘိုးဘေးတို့စောင့်ရှောက်တော်မူပါကျန်းစာကူပေးမှန်ရဲ့စံတက်မှုစနစ်ကတကယ်ကြီးပျက်စီးသွားတာလားလွန်ခဲ့တဲ့နှစ်ပေါင်းတစ်တန်းကခေတ်ဆန်းခန္ဓာကိုယ်ရှိတဲ့ကနဝင်ပါရမီရှင်တယောက်ပဲကိုထက်မြောက်ကိုရောက်ဖူးတာဒီနေ့မှာတော့တာမန်လူသားတယောက်တက်တက်ဖြစ်တဲ့လင်းဖန်ကအမြင့်ဆုံးရွာကိုတက်လန်းဖို့လုပ်နေပြီးဒါကယူတုဆရာပဲတာမန်လူတယောက်ကကိုထက်မြောက်လေးကားတွေကိုအချိန်နဲ့ပြေးတက်နေတာလားဒါကဘလို့မှယုတ်တိမရှိဘူးခြေလန်း80ကျော်သွားပြီတစ်ဆက်လမ်းမဲလို့တော့တယ်နောက်ဆုံး3လမ်းသူရောက်သွားပြီးသူကိုထက်မြောက်ကိုတကယ်ကြီးရောက်သွားပြီကတာမန်လူသားတယောက်ကကျန်းစာကူပေးမှန်ရဲ့အမြင့်ဆုံးထိပ်ထားမှာမတ်တက်ရက်နေပြီဂိုင်းချုပ်ကြီးကိုတင်ပြခွင့်ပြုပါအခုတင်လူတယောက်ကသူ့အဖြစ်ကိုဝန်ခံလိုက်ပါတယ်သူကကျန်းစာကူပေးမှန်ရဲ့စနစ်ထဲကစွမ်းရည်ကြောက်တုံးတွေကိုခိုးယူခဲ့ပါတယ်လေဆိုလိုတာကတော့ကူပေးမှန်ရဲ့ပါရမီစံတက်တဲ့စနစ်ကတကယ်ကြီးလုံးဝပျက်စီးသွားတာဖြစ်ပါတယ်ရှောက်မပြောနဲ့ဒါကိုဂိုင်းတီထောင်သူအရှင်မြတ်ကိုယ်တိုင်သူ့လက်နဲ့တိစောက်ခဲ့တာစီးမြင့်ဥပဒေရဲ့စွမ်းအားတွေပါဝင်နေတာမို့လို့ဒီတိုင်းကြီးပျက်စီးသွားစရာအကြောင်းမရှိဘူးကျွန်တော်ကဂိုင်းတီထောင်သူကိုစော်ကားတာမဟုတ်ပေမဲ့အချိန်ကာလဆိုတာရက်ဆက်တက်ပါတယ်ဂိုင်းချုပ်ကြီးအားအကောင်းဆုံးလက်ဖျားရဲ့စိတ်ဆန္ဒတော်မှာအချိန်ကြာလာရင်မိမိသွားတတ်တာပဲဒီကဘာမှာဘယ်အရာမှထာဝရမတည်မြဲပါဘူးမှန်တယ်ဒီနေ့လင်းဖန်နဲ့ပတ်သက်တဲ့အရာအားလုံးကထူးဆန်းလို့နေတာအကြီးအကဲရှိပြောသလိုစနစ်ချိုရင်းချက်ကြောင့်ဆိုရင်တော့အားလုံးကရှင်းသွားပြီးအခုမှပဲအတိတ်ပဲရှိတော့တယ်ကောင်းပြီအဲ့ဒီအမိုက်စားကောင်ကိုအပြစ်ပေးတဲ့ခမ်းမစီပဲပို့လိုက်ကြဂိုင်းချုပ်ကြီးဒါဆိုရင်ခင်ဗျားတို့ကိုတပည့်အဖြစ်မွေးစားတော့မှာမဟုတ်ဘူးလို့ပြောတာလားမင်းဘာကိုဆိုလိုတာလဲညီမလေးလူငါဆိုလိုတာကတော့တကယ်လို့မင်းကနောက်ဆုံးမယ်ဆိုရင်လင်းဖန်ကငါ့အပိုင်ဖြစ်ရမယ်လေ